ဟုတ်လားရိုနယ်ဒိုနဲ့မက်ဆီဘယ်သူ့ကိုကြိုက် ဒါမက်ဆီကိုကြိုက်တယ် မက်ဆီပဲကြိုက်မက်ဆီဖန်ဟုတ် ဟုတ် Okay မက်ဆီကစားခဲ့တဲ့အသင်းတွေကိုပြောကြည့်ပါ မက်ဆီကစားခဲ့တဲ့အသင်းတွေကဟိုဘာစီလိုနာ ဘာစီလိုနာ ပြီးအာဂျင်တီနာ အာဂျင်တီနာဟုတ်ပြီ ဟုတ်အာဂျင်တီနာပြီးအင်တာမီအစီလာမသိ အင်တာမိုင်မီ အင်တာမီအစီလာမသိအခုအခုကန်နေရော အခုကနေအသ ဟု င်း တ်ပြီဒါပဲလား ပြီးမန်ယူ အာနိုင် ပြီးမန်ယူ အာနိုင်မက်ဆီကမိန်မကန်ဘူးလေတိုင်း ဟိုရင်တော့ကန်နေပြောတာမကောင်း ဟုတ်လား ဟုတ် မက်ဆီလေ ဟုတ်တယ်ရင်တော့ပြန်ပြောကြတာပါ ဟုတ်လား ဟုတ်ကြောတော့ထိမကြည့်ဘူးလေမဟုတ်လေ ဟုတ်မက်ဆီကမိန်မကန်ဘူး ဟုတ် ရိုနယ်ဒိုကန်တာ ဘာလို့ကန် ဟုတ်ဟုတ်တယ်အဲ့ဆိုရင်ပြောတာ3ဒီနေ့ပြောတာ3ခုမှန်တယ် ဟုတ် အာဂျင်တီနာရဲ့ အာဂျင်တီနာရဲ့ဘာ ဘာစီလိုနာရဲ့ အင်တာမီအ အ စီ င်တာမီနော်အဲ့တော့3000ရမယ် ဟုတ်ဟုတ် နော်ကျေးဇူးတင်တယ် ဟုတ်ကဲ့ မက်ဆီကမိန်မကန်ဘူးနော် ဟုတ်ဟုတ် ဘာတင်းဖန်လဲ ကြားလားတောက်အခုလက်ရှိမှာတော့ကြားကြိုက်တာတော့မက်ဆီကန်တဲ့အတင်းကိုကြိုက်တာကျွန်တော် အော်မက်ဆီဖန်ပဲလုံးဝမက်ဆီမကန် ဟုတ် မက်ဆီကန်တဲ့တင်းတွေပဲလိုက်ကြည့်တာโอเคကျေးဇူးတင်တယ်နော်ညီနော် ဟုတ် โอเค